ကျွန်တော်အိမ်ရှိတကားမှာစားဖြူးထားကြတဲ့အခုထိမရက်နာတော့ပါဘူး။နောက်နေ့မှာဖြစ်ပေါ်လာတဲ့ရလက်တွေကလူတွေကိုအံ့အားသင့်စေပါတယ်။စားကိုဟင်းခတ်အမွေးကြိုင်တစ်ခုအနေနဲ့ပဲလူသိများပေမဲ့ရာစုနဲ့ပေါင်းများစွာတာကလေးကအိမ်ရဲ့အဆောင်ရှောက်နဲ့မကောင်းတဲ့စွမ်းအင်တွေကိုတန့်စင်ပေးတဲ့အရာအဖြစ်အသုံးပြုခဲ့ကြပါတယ်။အဆင့်တစ်ခုချင်းစီကအရေးကြီးတာမို့အဆုံးထိဖတ်ရှုပေးပါ။နံပါတ်1ပထမအဆင့်ပြင်ဆင်မှုတကားဝအတွက်ပြုလုပ်ပုံတမယာသီးတို့မဟုတ်ရှော့သီးတစ်လုံးကိုထိတ်ကနေထက်ချမ်းကြံပါပကံပြအသီးတစ်ခုပေါ်တင်ပြီး၎င်းအပေါ်ကိုစားချမ်းတို့မဟုတ်အိမ်သုံးစားတွေနဲ့အုပ်မိသွားအောင်လောင်းထည့်ပါခြေတို့ခုံအောက်တို့မဟုတ်အိမ်ရှိတကားဝတို့မဟုတ်လုပ်ငန်းခွင်အဝင်ဝမှာထားပါမကောင်းတဲ့စွမ်းအင်တွေအိမ်ထဲမဝင်အောင်တားဆီးပေးပြီးအကအဝယ်ပေးပါလေဒါအပြင်တမယာနှံ့ကပရွက်စိတ်နဲ့ချင်းတွေကိုပါပြေးစေတဲ့တဘာဝအာနာတင်ရှိပါတယ်ဒုတိယအဆင့်စိတ်ဖိစီးမှုလျော့ပါစေရန်ပြုလုပ်ပုံဖန်ကွက်တို့မဟုတ်ကျွေကွက်အသေးတစ်ခုတည်းကိုစားထမင်းစားစုံနှစ်စွန်းထည့်ပါစားတွေမြုပ်သွားအောင်ရေလောင်းထည့်ပါဧကန်ပဒင်းပေါက်အနီးတို့မဟုတ်စိတ်ရှုပ်ထွေးမှုများတဲ့လူခံစားရတဲ့နေရာမှာ24နာရီကြာထားပါအကျိုးကျေးဇူးများကတော့စိတ်ဖိစီးမှုတွေကိုလျော့ပါစေပြီးအိမ်တွင်းလေထူးကိုတည်ငြိမ်အေးချမ်းစေပါတယ်တတိယအဆင့်ကံကောင်းခြင်းနဲ့အခွင့်အလမ်းအတွက်ပြုလုပ်ပုံပလတ်စတစ်လက်အောင်အဟောင်းတစ်ခုရဲ့လက်ချောင်းတစ်ချောင်းကိုဖျက်ယူပါ၎င်းထဲကိုစားတွေအပြည့်ထည့်ပြီးဖိတ်မကြအောင်တေချာချီနှောင်ပါထားရှိရနေရကတင်တို့ရဲ့ပိုက်ဆံအိတ်သို့မဟုတ်လက်ကင်အိတ်ထဲမှာအမြဲဆောင်ထားပါအကျိုးကျေးဇူးကတော့ဒါကရှေးရခင်ကတည်းကကံကောင်းခြင်းနဲ့လပ်လာပါပွင့်လန်းဖို့ဆောင်ခဲ့ကြတဲ့နီးလန်းထည့်ပြီးဆုံးဖြတ်ချက်တွေမှန်ကန်စေဖို့ကူညီတယ်လို့ယုံကြည်ကြပါတယ်နောက်ဆုံးအဆင့်အိမ်တွင်းစွမ်းအင်တန့်စင်မှုပြုလုပ်ပုံပကံပြားဖြန့်တကုန်းပေါ်မှာစားတွေကိုညှိညအောင်ဖြန့်ခင်းပါ၎င်းအပေါ်မှာကြက်သွန်ပြူအတက်အနှဲငယ်တင်ပါပြီးရင်ကရဝေးရက်တရက်ကိုအပေါ်ဆုံးကတင်ပေးပါထားရှိရနေရကအိမ်ရဲ့တောင်းတနေရသို့မဟုတ်စွမ်းရည်တွေပိတ်နေတယ်လို့ခံစားရတဲ့နေရာမှာထားပါအကျိုးကျေးဇူးကတော့ကြက်သွန်ပြူကမကောင်းတဲ့အင်အားစုတွေကိုဖယ်ရှားပေးပြီးကရဝေးရက်ကအောင်မြင်စစ်နဲ့စိတ်အေးချမ်းမှုကိုစောင့်ကျဉ်ပေးပါတယ်မှတ်ချက်ဒီနီလန်းကိုပြုလုပ်ပြီးနောက်တင့်ရဲ့အိမ်ရဲ့ပဝန်းကျင်ကပိုမိုပေါ်လန်းလန်းဆန်းလာတာအိပ်ပျော်ရတာပိုကောင်းလာတာနဲ့မိသားစုကြားပြောဆိုဆက်သွယ်မှုတွေပိုမိုပြေးလဲလာတာကိုတတိပြုမိပါလိမ့်မယ်ဒီနီလန်းလေးကိုသဘောကျတယ်ဆိုရင်ဝါကနေ30အထိအဆင့်သက်မှတ်ပေးခဲ့ပါအောင်သင်ကိုယ်တိုင်စမ်းသက်ကြည့်တော့မယ်ဆိုရင်လေငါဒါကိုအိမ်မှာလုပ်ကြည့်မယ်လို့မှတ်ချက်ပေးခဲ့နိုင်ပါတယ်သင်လူရဲ့အိမ်ကေဟာလေးဘေးအန္တရာယ်ကင်းစင်သည့်လဘလာပါတွေတီးရီအလားတိုးပွားပါစေ